အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်အသေး6အသေးပြင်စာဖြစ်တာနဲ့เนาะ aflatoxin ဆိုတဲ့ဒီမှုတစ်မျိုးပေါ့เนาะအဲ့မှုတစ်မျိုးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုလေးကိုကျွန်တော်နည်းနည်းဆွေးနွေးလိုပါတယ်ကျွန်တော်ပုံမှန်အားဖြင့်ကျွန်တော်အသေး6အသေးပြင်စာနဲ့ပတ်သက်ပြီးတော့เนาะအရက်တောက်တဲ့လူတွေအသေးအောင်တော့ B4 C4 ရှိရပြီပေါ့ပြောချင်တာအရက်တောက်တာကို A လို့မှတ်နိုင်ပါတော့ alcohol ဆို ABC ပေါ့ alcohol ရဲ့ B4 C4 မရှိတဲ့အခါမှာအသေး6အသေးခင်စာဖြစ်နိုင်ပါတယ်ဘယ်နေရာဖြစ်လဲခုနကျွန်တော်ပြော aflatoxin ပေါ့ aflatoxin တွေကဘယ်မှာပါနိုင်လဲဆိုတော့ကကျွန်တော်စားသုံးတဲ့အဓိကပဲငရုတ်ဆန်ခုနပြောတဲ့မြေပဲပြီးရင်ပြောင်းမှုပေါ့စသဖြင့်ဒီစိုက်ပျိုးတဲ့အချိန်မှာရိတ်သိမ်းတဲ့အချိန်တွေမှာကျွန်တော်တို့ဒီလိုမျိုးနိုင်ငံတွေပေါ့နော်အပူပိုင်းဒေသနော်ဆွတ်တဲ့နော် moisture ပေါ့အဆိုထိုင်းစာများတဲ့နေရာတွေမှာစိုက်ပျိုးတဲ့နေရာမှာကျွန်တော်တို့အဲ့ဒါပြဿနာရှိတယ်အမှုလေးကကတ်နေတော့အဲ့ကအစာကွင်းဇက်ကဘယ်လိုဖြစ်တယ်ဆိုတော့အဲ့အစားတောက်တွေကိုကျွန်တော်တို့ဓာတ်စားတိုင်းတော့တကောင်အဲ့ဒီအစားတောက်တွေတိရစ္ဆာန်တွေကိုကျွေးမယ်တိရစ္ဆာန်တွေကတစ်စင်ကျွန်တော်တို့လူတွေရှိကိုရောက်လာရင်တော့တကောင်လူတွေစားတယ်ပေါ့တိရစ္ဆာန်တွေချကြက်ဥတွေနွားနို့တို့အသားတို့စားရတော့တကောင်ဒီလိုမျိုးတွေနဲ့အစာကွင်းဇက်ဖြစ်ပြီးတော့ကင်ဆာဖြစ်နိုင်တယ်ပြီးလို့ရှိရင်ရုတ်တရက် aflatoxin အများကြီးရိုင်းနဲ့ဝင်သွားတဲ့ဟာမျိုးဆိုရင်တော့ဗောနော်ဟိုဒီကပြောသလိုကျွန်တော်တို့ပုံမှန်အစာစိတ်တင်တာတို့ဘာလို့ဖြစ်တယ်လို့ပေါ့နော်အ shock ဖြစ်တာမျိုးတော့ရှိတယ်ပြီးလို့ရှိရင်နောက်ထပ်ကိုခါကြတာမျိုးရှိကလေးပါညာဆိုလို့ရှိရင်เนาะကိုရက်ပူသွားမျိုးတို့ဟောเนาะကြီးထွားမှုတွေရက်တန့်သွားမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လောက်ထိဆိုတော့ပြောချင်တာကအဲ့ဆိုရင်စိုက်ပျိုးတဲ့နေရာမှာအဓိကဆိုတာပေါ့နော်ဒီဟာတွေကကျွန်တော်တို့နိုင်ငံမှာအသေးအစီဖုံးနဲ့အစင်အစားမနော်အထာဆောင်ရိုက်လိုက်မယ်စာရေးညာဘက်ကအောင်းလို့ဆိုပြီးရိုက်လိုက်မယ်ညာဘက်ချမ်းကြီးကညာဘက်ချမ်းတစ်ချမ်းလုံးလေးပြီးနာပြီးအောင်းနေတဲ့ဂျာရဲ့အဲ့လိုမျိုးနည်းနည်းလေးဘင်းလို့ပြောတော့တစ်စစ်စစ်နဲ့เนาะအဲ့လိုနန်ယူအောက်ကအောင်းလို့ဖြစ်တယ်ဒါမှမဟုတ်ဆိုရင်သိကြတယ်အသေးအစီဖုံးနဲ့အစင်ကိုကြောเนาะအဲ့လိုမျိုးအသေးအစီဖုံးကဒီကဘာလုံးမှာ60ရာခိုင်နှုန်းလောက်ကအသေးအစီဖုံးနေကြဗျာအဲ့ဒါလည်းအရေးကြီးတယ်เนาะဆိုလို့ရှိရင်တပွားအသေးအစီဖုံးတာလည်းရှိနေမယ်အခုလို aflatoxin ကလည်းရှိနေမှာဆိုတေးကြတယ်သူဒီအသေး6ပြီးအသေးကျင်စာဖြစ်ဖို့ရာခိုင်နှုန်းပုံများသွားပြီဆိုလို့ကျွန်တော်ကဒီဟာတွေကလည်းကျွန်တော်မျက်စိနဲ့မမြင်နိုင်ဘူးလေနော်အစားအသောက်တွေအားလုံးကျွန်တော်ကမမြင်နိုင်ဘူးအိမ်မှာပဲကုန်ချက်တာလည်းမဟုတ်ဘူးနော်ခါကျရင်ဝယ်စားရတယ်ရှိတာအဲ့တော့ပြီးရင် food security ကရေးကြည့်တာကျွန်တော်က good agriculture practice ရှိရကောင်းမွန်သောစိုက်ပျိုးရေးနည်းစနစ်ဆန်လုံးစီဥပမာဘယ်လိုစိုက်ရမလဲဘယ်လိုရိတ်သိမ်းရမလဲဘယ်လိုထားသွင်းရမလဲဘယ်လိုစားသုံးနည်းတွေရှိကိုပို့ရမလဲဘယ်လိုထုတ်ပိုးရမလဲပေါ့ဒီ packaging အစားကျွန်တော်တို့နိုင်ငံအားနေတော့ခါကျတော့ security ကနည်းဆိုတော့ခါကျတော့ကဒီဥမာပဲမြေပဲတို့ဘာလို့ဆိုလဲငရုတ်သီးတို့ဘာလို့လဲဖလန်ပြူလေးဆိုတော့တို့အဲ့ထက်မှာ aflatoxin လေးတာဖြစ်နေအဲ့ဒါကိုကျွန်တော်တို့ကခြံပြီးသုံးမလားဘယ်ဟာ aflatoxin ပါလဲကျွန်တော်တို့တစ်ခုချင်းကို microscope နဲ့ကြည့်ပြီးတော့မစားနိုင်ဘူးဆိုတော့ဒါတွေကိုကျွန်တော်တို့က storage လုပ်ထားတဲ့ဟာတွေကိုစားမယ်တိကျထုတ်ဖို့မထားတဲ့ဟာတွေပေါ့နော်လေပုံနေဟာတွေ moisture ရှိနေတယ်လို့စားလိုက်ပြီဆိုလို့ချင်းအဲ့ဒါအရာခန္ဓာကိုယ်ထဲဝင်သွားလို့ရှိရင်အဲ့ဒါအသေးမှသွားပြီးဒုက္ခပေးအောင်ပါဆိုတော့အခါကျတော့အသေးမှသွားပြီးတော့ပြဿနာတက်တော့မှာအဲ့ဒါကိုယ့်ကိုဒုက္ခပေးတာအဲ့တော့ဆရာကျွန်တော်တို့ကဘာစားရတော့မှာတော့ကိုရရှိနိုင်တဲ့ဟာဒီ availability ကရရှိနိုင်တဲ့ဟာဒီလက်ဆက်ရမယ်အသီးနှံပြရမယ်လက်ဆက်ဆက်ဟာတွေပဲစားပါဒါပဲလက်ဆက်ဆက်အားလုံးစားလို့ရတယ်လက်ဆက်ဆက်အားလုံးစားပြီဆိုလို့ရှိရင်အဆင်ပြေမယ်ခုနကပြောသလိုကျွန်တော် ready made တွေကျို့ဟိုခုနကပြောကြာရှည်ခံလှုပ်ထားတဲ့ဟာတွေခုနကပြောသလိုဒီထားတူထားပေါ့ကြာထားတူထားတဲ့ပစ္စည်းကိုစားလို့ရှိရင်ဖြစ်မှာအဲ့တော့ပြန်ပြောချင်တာအသေး6အသေးခင်စားဖြစ်တာဒီ aflatoxin နဲ့ဆက်ဆက်မှုရှိပါတယ်အရက်တော့မှเนาะ B4 C4 ရှိမှာမဟုတ်ပါဘူးအဲ့တော့တခြားသိချင်တာရှိနေဒီမင်းတို့နဲ့သိချင်တာလေးရှိလို့ရှိရင် comment မှာရေးခဲ့ပါခြားဆွေးနွေးရမယ်သိချင်တာလေးရှင် comment မှာရေးခဲ့ပါအားလုံးကျမဒုက္ခနဲ့ပြည်စုံပါသည်အသေး6အသေးကင်စာတွေကိုလည်းကြောက်ရမှာဖြစ်တယ်လို့အစားအသောက်ကိုလည်းရွေးချယ်စားသုံးကြပါပြီเนาะ